အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူဝန်ကြီးပါဒီနေ့မှာတော့စာရေးဆရာနောင်ရိုးစေးတက်ရဲ့အယူသူတော်ဖះငါးစုပေးနဲ့ဇက်လန်းလေးကိုပြန်ပြီးတော့ဆက်မှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ပြီးတော့ဗီဒီယိုတစ်တင်တိုင်းသိရအောင်လို့ဘေးက notification လေးကိုလည်းနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲဒါဖြစ်ရင်လည်းကျွန်တော်တို့ဇက်လန့်လေးကိုစလိုက်ကြရအောင်လေးစုမြောက်တစ်မှာကိန်းနေဖေဟာတောင်ဆောင်နှက်ကြီးမောင်သိန်းကမြေစီမှာဝတ်တွားပြီးမျက်ရည်ဖြန်းဖြန်းကြရင်ကဘိုးတော်ကြရဲ့လက်ထက်ကဆင်းနုတော်ကိုအကျဉ်းချင်းဥခိုက်ရှိခိုးနေလေတယ်သူတော်တို့တောင်ဆောင်နှက်ကြီးကိုကြည့်ပြီးပီတိအဟုန်ကူးစက်မိရတာပေါ့ကျုပ်ဒီတောင်ကိုစောက်ကြရတဲ့နှစ်ဖြစ်ကလေးကကျုပ်ရဲ့တောင်မှာဆင်းနုတစုကိန်းအောင်နေဆိုတာသိမိရတယ်ဖူးကျင်စိတ်တွေလည်းတဲပြင်းပြတာပဲဒါပေမဲ့ဖူးဖို့အတွက်ကြဘလို့မှခွေရမရနိုင်ဘူးအဲ့ဒီနေရာကကြုတ်တောင်ဝင်ရောက်လို့မရဘူးလေဘာလို့ဝင်လို့မရလဲကြောက်လို့ဘုံမစိုးတယောက်အတွက်အဲ့ဒီအထဲကိုဝင်ဖို့ကဘလို့ဖြစ်နိုင်မှာလဲဆရာသူတော်ရဲ့ဒါပေမဲ့တောင်စောင်းနဲ့ကြီးပဲမောက်တကားကိုဖွင့်ပေးခဲ့တာမဟုတ်လားအဲ့ဒါကအထက်နဲ့တော့ကအခွင့်ပေးထားလို့ပါဒီတိုင်းဆိုရင်အနားကိုတော့ကက်ခွင့်မရှိပါဘူး။အော်တောင်ဆောင်နဲ့ကြီးကစင်းနုတော်ကိုထပ်မံပြီးဥခိုက်ဖူးမြော်ပြန်ပါတယ်။သူကမြအနှစ်နှစ်လလကလေးကဆန္ဒရှိခဲ့ရသူမို့ရရှိချိန်ကြီးနူးမှုတို့ကဆယ်ကျိုးကသင်းလိုဖြစ်ပြီးပြုမှုနေမိတာလည်းဖြစ်ပါတယ်။ကဲတောင်ဆောင်နဲ့ကြီးရေငါသူတော်တို့လည်းတွားရတော့မယ်။ဟုတ်ကဲ့ပါဆရာသူတော်တွားပါဒီဘက်လမ်းကနေတွားပါသူတော်ပြောတဲ့စကားကိုတောင်ဆောင်နဲ့ကြီးကလက်လိုက်လေးလေးပဲပြောလေတယ်လမ်းကိုလည်းညွှန်ပြတယ်သူတော်တို့၃ယောက်လဲတောင်စောင်းနဲ့ကြီးမောင်တင်ပြတဲ့အတိုင်းပဲဆင်းလာခဲ့လိုက်ကြတာပေါ့လာရောင်ပြပြကညအခါသမယကိုလင်းချင်းအောင်စွန့်ပေးထားလေတယ်သူတော်တို့၃ယောက်ကလမ်းတိုင်းပဲတောင်အောက်ကိုဆင်းနေဖြစ်ကြတယ်အစင်ခီကအလာတော့ငါလို့မဟုတ်ဘူးလမ်းကပြေပေမဲ့အောက်စီကိုအတော်နဲ့မရောက်နိုင်ဖြစ်နေကြရတယ်ဖိုးတော့ကြဆိုရင်စင်းတို့တော်ကိုရင်မပိုက်ထားရသူမို့ရှောက်ရင်ကအတော့ကိုပင်မနေရလေပြီဟာဆရာသူတော်ခဏလောက်နားကြရအောင်ဗျာညောင်းနေပြီလားညောင်းနေပြီဗျကဲဒါဖြစ်လေနာဘိုးတော်ကြာကစင်းတို့တော်ကိုအနီးကကြောက်တုံကြီးတစ်ခုစီမှာတင်လိုက်လေတယ်ပြီးတော့သူကကြောက်တုံအောက်ခြေစီမှာပဲခြေပြည့်လက်ပြည့်ထမ်းချလိုက်ပါရောသူတော်ကတော့လမ်းလယ်မှာပဲအစင်းဘက်ကိုလှဲ့လို့ခြေကားရလက်ကားရထိုင်းနေလေတယ်ဖိုးတော့ကြာအတော်မောလားတစေကြီးကဖိုးတော့ကြာနားကိုရောက်လာပြီးမေးလေရဲ့ဖိုးတော့ကြာကလည်းတစေကြီးကိုမေးမေးတတ်လေဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ပြီးဘယ်နဲ့မေးတာလဲဗျာမောတာပေါ့မောတာမှလေရှာကထွက်ပြီးတော့နဖူးကိုပြန်ရတော့မယ်ဒီလိုမျိုးလားဖိုးတော့ကြာပြောကြတစေကြီးကပါဇက်ကိုဟာပြီးရှာရှည်ကြီးကိုထုတ်ပြလိုက်တယ်နဖူးကိုလည်းရိုက်ပြလိုက်တယ်ဟောကျုပ်ကတကယ်မောနေပါဆိုတစေကြီးကလာနောက်နေပြန်ပါကြီးဗျာဖိုးတော့ကြာကစိတ်မရှိပဲပြောမိတော့တစေကြီးကနဘေးမှာဝင်ထိုင်လာရင်းနဲ့စိတ်မတူပါနဲ့ကွာငါကမင်းကိုစိတ်သက်သာရအောင်လုပ်ပြတာပါဘောတစေကြီးကတော့မမောတော့ပြောရရှိတာပေါ့ကျုံမှာတော့မောလုံးလို့အသက်တောင်ထွက်ချင်နေပြီရေကလည်းစားလိုက်ပါပြီနဲ့ဘိုးတော်ကြာကိုတစေကြီးတနာမိသွားတယ်သူ့အနေနဲ့ကဘလောက်တော့မမောဘူးလေဆရာသူတော်ဆိုလဲကျင်းကြံခဲ့တဲ့ဂုံတက်တိတို့ကြောင့်အဲ့ဒီလောက်မောမှာမဟုတ်ဘူးဘိုးတော်ကြာမင်းရေတော့ကျင်လားတောက်ရှင်တာဗောဗျဒီချိန်မှသာလေရေလေတောက်လိုက်ရလို့ကတော့ငါရေတော့ခတ်ပေးမယ်ကွာတကယ်လားတကယ်ဗောကွာဒါဖြစ်လေခတ်တိုက်ပါအောင်ဗျာအေးတစေကြီးကထားပြီးဖိုးတော့ကြာအနားကနေရက်ကနေထွက်သွားပါတယ်အချိန်နည်းနည်းလောက်စောင့်ပြီးတော့ဖိုးတော့ကြာစီကိုတစေကြီးပြန်ရောက်လာတယ်လက်ထဲမှာလဲဖက်ကတော့ထိုးပြီးရေတွေခတ်လာလေရဲ့ယော့ဖိုးတော့ကြာလဲရေကိုယူပြီးအငမ်းမရတောက်မိပါတယ်ရေတော့ပြီးတော့တစေကြီးကတော့ကြာဗျာငါပြောစရာရှိလို့ကွာဘာပြောမှလဲတစေကြီးကဘေဘီကိုတစ်ချက်ဝှစ်ကြည့်လိုက်တယ်ဘာဖြစ်လို့တော့တစေကြီးကငါပြောမလို့ကွာဟိုတယောက်ရှိမရှိကြည့်နေတာဘယ်တယောက်တော့ဗျတစေကြီးကဖိုးတော့ကြာအနားကိုတိုးကတ်လိုက်တယ်
လေတံတိုးနဲ့ပြောတယ်တောင်ဆောင်နဲ့ကွာတောင်ဆောင်နဲ့ဘိုးတော်ကြာကမြစ်ခုံးတွေကိုပင့်လိုက်ပြီးဗျာတောင်ဆောင်နဲ့ကဘာဖြစ်လို့တော့ဘာဖြစ်ရမှာလဲကွာငါတို့ကိုအဲ့ဒီလိုလှည့်ချထားတာဟမ်ဘလို့လှည့်ချတာတော့ဘိုးတော်ကြာကနားမလည်နိုင်တာမို့မင်းမီရောတစီကြီးကဟောမင်းလည်းခက်ပြီငါတို့ကိုဒီတောင်ကနေဆင်းမရအောင်အဲ့ဒီလိုလှည့်ချထားတာကိုပြောတာကွာလူမဟုတ်ပါဘူးဗျနှက်ပါအေးကွာနှက်အဲ့ဒီနဲ့လှည့်ချထားတာသူကဘာလို့လှည့်ချတာတော့တစီကြီးကရောဘလို့သိတာတော့မင်းကလည်းအမေးမြန်ထူလိုက်တာကွာငါပြောပြမယ်ငါရေသွားခတ်တော့မင်းစာလေးတစ်ကောင်နဲ့ဆုံနေကွာမင်းစာလေးနဲ့စကားဆက်မိရင်အစင်းလန်းကဒီလောက်ခက်ခဲပြပြမဲမဲမစင်းရဘူးလို့ပြောပြတယ်တောင်ဆောင်တဲ့ကြီးကိုလည်းမယုံနဲ့တဲ့အဲ့ဟာနဲ့ငါပြန်လာခဲ့ရောကွာဒီနားရောက်တော့ဟိုဘက်ကြောက်တုံးနားမှာအဲ့ဒီလူနှက်ကိုတွေ့တယ်ကွာဟောဗျာအခုရောရှိသေးလားငါကိုတွေ့တော့ရက်ကနေပုံးသွားတယ်အခုတော့ထပ်မတွေ့တော့ဘူးငါအထင်ပြောရရင်တော့ဒီနှက်ကဖျားဖူးလို့မောရသေးတာနဲ့ငါတို့ကိုလှည့်စားနေတာဖြစ်မယ်အခုနှက်ကငါမြင်တာအဲ့ဒီလူနှက်ပါဆိုဗျာအေးကွာအဲ့ဒီနှက်ကဖျားကိုလက်အုပ်ချီဖူးနေတာကွာဟောဒါဆိုရင်တော့သူလှည့်ပြားတာသိကြပြီပေါ့အေးဆိုဒါဆိုလဲဆရာသူတော်ကိုပြောလိုက်လေဗျာအေးငါတယောက်တည်းပြောရင်မယုံမှဆိုလို့ကွာဒါဖြစ်ကြောက်ပါလိုက်မယ်ဗျာဘယ်နဲ့ကြောက်လက်ငငယ်တုန်းကတောင်းနေပါတယ်တက်ဖူးပါတယ်အတက်ပဲမောတာကြားဘူးတာအခုကအစင်းကြီးကိုမောနေရတာဘုတော်ကြလဲပွားစီပြောရင်ထကသူတော်နားကိုသွားမိတယ်တစေကြီးလဲလိုက်လာတာပေါ့သူတို့နှစ်ယောက်ကတ်လာတာတောင်သူတော်ကကြောက်ခိုင်းရတာကကြီးထိုင်နေရကလှဲမကြည့်လာဘူးဆရာသူတော်ဘုတော်ကြကအတန်ပြုတ်တယ်သူတော်ကတော့မကြားတဲ့အတိုင်းပဲတတုတ်တော့မလှုပ်ဘူးဆရာသူတော်ဘုတော်ကြနားတိုးလို့ထက်ခေါ်တယ်ထူးမချနားပါပဲဒီတော့ဘိုးတော်ကြကောတစေကြီးပါသူတော်ဘာများဖြစ်နေတယ်လဲဆိုပြီးအနီးကကြည့်ကြပါရောအလိုလေးသူတော်တယောက်ထိုင်ရဲ့ကြီးသားနဲ့တရှူးရှူးအတန်ပေးရင်အဲ့လိုနေပါရောလားဆရာသူတော်ဘိုးတော်ကြကကတတိုးခေါ်ရင်ကိုင်းလှက်လို့နှုတ်ကြည့်တယ်တောက်ကြဆရာသူတော်ကအဖိုးတကြားတော့အခေါ်ရှိလို့သွားတာလားမသိတာအရန်ကရော်ကြီးလှုံ့နှုံးမနေနဲ့အောင်အော်ဟုတ်မယ်အဲ့ဒါဖြစ်နိုင်တယ်ဘိုးတော်ကြလည်းအနောက်ကိုပြန်ဆုပ်လိုက်ပြီးဆရာသူတော်ကအဖိုးတို့စီကိုသွားနေတာဆိုတော့အခုကျုပ်တို့ဘာလုပ်ကြမလဲဘာလုပ်တတ်မှာလဲငါအနေနဲ့ကြတော့လဲတစီတယောက်နေနဲ့ဟိုနှက်ကြီးကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူးဒါဆိုလဲနားရင်နဲ့ပဲဆရာသူတော်ပြန်ရောက်လာမှာကိုစောင့်ကြရုံပေါ့ဘိုးတော်ကြလည်းသူထိုင်ခဲ့တဲ့ကြောက်တုံးကြီးကိုပြန်ရောက်လာပြီးထိုင်နေလိုက်ပါတယ်တစီကြီးလည်းလမ်းပေါ်မှာပဲလှဲလျောင်းနေပါရဲ့နေအောင်သာအဲ့ဒီအတိုင်းနဲ့အချိန်တွေကြာကြီးဖက်တန်းကြရတယ်သူတော်ပြန်ရောက်လာခြင်းအိပ်ပျော်နေမိမှာဆိုလို့တယောက်ကိုတယောက်လည်းမကြခဏလှမ်းသတိပေးဖြစ်နေကြလေရဲ့တောင်ဆောင်နဲ့ကြီးကိုလည်းစိတ်မချရဘူးမဟုတ်လားမတော်လို့ဖះကိုကြီးညိုလုံးပြီးအပြေးယူပြေးသွားမှဖြစ်ဘိုးသောကြခမပင်မန်းလုံးပြီးအိတ်ရှင်လုံးလျက်နေတယ်ဒါပေမဲ့ပေတေပြီးတော့အိတ်ရှင်ပြေးစီအောင်နှစ်သေးကစပင်မွေးတွေကိုဆွဲလိုက်နှစ်ထင်းတွေပုတ်လိုက်နဲ့တစေကြီးကရောသူလည်းပဲအိတ်ရှင်နေရပါပဲဒါကိုမရမကမျက်လုံးတွေကိုပြူးပြဲပြီးရှိနေလေတယ်တောင်ဆောင်နဲ့ကြီးကတော့စင်းတို့တော့အနားကိုကတ်လာလိုက်တစေကြီးတို့ကထားကြည့်ရင်တခါပျောက်သွားပြန်လိုက်နေပေါ့သူတို့တရားငေါတုတ်ကြီးကနေဝါကနေတန်းဝေရင်ကအညောင်းညာဆန့်လို့လှုပ်ရှားလာပါပြီသူတို့ပြန်ရောက်လာပြီဖြစ်တဲ့အတွက်ဖုတ်တော့ကြတဲ့တစေကြီးတို့လည်းဝမ်းသာအားရပဲအနားကိုအပြေးသွားမိကြတယ်ဟူးအဲ့လိုကောင်းလိုက်တာအခုမှပဲနေသာထိုင်သာရှိသွားတော့တယ်ဇက်တွေပါတွေခါရင်ရေရွတ်လိုက်တဲ့သူတို့စကားကြောင့်ပိုးသောကြတော့လှမ်းနေတဲ့ခြေလမ်းလေးတွေတန့်ကနေပဲတယောက်မျက်နှာလဲတယောက်ကြည့်မိလိုက်ကြတယ်သူတို့ရေရွတ်လိုက်ပုံရဆိုရင်သူတို့နှစ်ယောက်ထင်တယ်လို့အဖိုးတို့ရှိရာစီကိုတွားနေတာမဟုတ်ဘူးတဲ့လေဆက်ဆက်ထိမခံတဲ့ပိုးသောကြကမနေနိုင်ပါချသူတော့အေးဟေးပိုးသောကြခေါ်လိုက်တော့သူတို့ရောင်ရောင်နက်နက်နဲ့ပြန်ထိုးရင်လှည့်ကြည့်လာတယ်ခမရအဖိုးတို့စီကိုတွားနေတာမဟုတ်ဘူးလားအင်း
ငါမသွားပါဘူးဗျာမသွားဘူးဟုတ်လားဒါဖြင့်ငေါ့တုတ်ကြီးထိုင်ပြီးငြိမ်နေတာကဘလို့ဖြစ်တာလဲအခုနကိုမေးရလားဟုတ်တယ်ဗျပိုးတော့ကြာကခက်ဆက်ဆက်ပဲပြန်ဖြေလိုက်တော့သူတော်လဲစက်ပြပြဖြစ်သွားတယ်အဲ့ဒါကလေငါသူတော့အိပ်ပျော်သွားတာဟောဗျာပိုးတော့ကြာကြည်ကြည်ကိုကိုနဲ့ရေရွတ်တယ်တစေကြီးကသူ့နှစ်ဖူးသူပြန်ရိုက်လေကဖြစ်မှဖြစ်ရလေဆရာသူတော်ရဲ့ကျုပ်တို့မှာတော့လေအဖိုးတို့စီသွားနေပါတယ်ဆိုပြီးဒီမှာကိစ္စရှိနေတာတော့မထည့်ရမနှုတ်ရနဲ့ဒါဖြင့်နင်တို့ကမအိပ်ဘဲနဲ့ငါ့ကိုစောင့်နေကြတာပေါ့ဟုတ်တယ်ဆရာသူတော်ဟိုကိုသွားရထင်ပြီးကျုပ်တို့ကစောင့်နေတာနင်တို့ကတော့လေဖြစ်ကိုဖြစ်ရမယ်တစေကြီးနဲ့ဖိုးတော့ကြတော့သူတော်ပညာပြတာကိုခံရပြန်ပါပြီသူတော်ကတော့သူ့ထုံးစံအတိုင်းစက်ပြပြပေါ့ခံရသူနှစ်ယောက်ကတော့မျက်နှာလေးတွေရှုံလို့မဲ့လို့နင်တို့ကလည်းငါသူတော်လေးအိပ်ပျော်သွားမိတာကိုပဲဖြစ်လိုက်ကြတာမျက်နှာကြီးတွေကနွားချီပုံအိုကြီးတွေကြနေရပဲဆရာသူတော်ကခံရသူမှမဟုတ်တာဗျကျောတို့ကခံရတာနှစ်ယောက်စလုံးဒီလောက်အိတ်ချင်နေရတော့မအိပ်ဘဲနဲ့စောင့်နေရကိုပိုးတော့ကြာကထအော်တော့သူတော်ဇက်ကလေးပုတ်သွားရတယ်ပြီးတော့မျက်နှာသေးလေးနဲ့စိတ်မဆိုးကြပါနဲ့ငါသူတော်လေးတဲ့ထိုင်ရင်းနဲ့အိပ်ပျော်သွားခဲ့တာထားလိုက်ပါတော့ဗျာအခုအရေးကြီးနေတာကဟိုကိစ္စဖိုးတော့ကြာကမင်းငေါ့ပြီးတောင်စောက်နှက်ကြီးရှိရဘက်ကိုပြလိုက်တယ်သူတော်လှမ်းကြည့်လိုက်တော့တောင်စောက်နှက်ကြီးကရက်ခနဲ့ပုံးကွယ်လိုက်တာကိုမြင်လိုက်ရလေအဲ့ဒါကြီးကဘာဖြစ်တာလဲဘာဖြစ်ရမှာလဲကျော်တို့ကိုတောင်အောင်ဆင်းမရအောင်ကျော်တို့ကိုမျက်စိလစ်ထားတာတဲ့သူတော်လဲမန်နန်သုံးနံကိုရွတ်ဆိုလိုက်တယ်ပဝန်းကျင်ကြီးတစ်ခုလုံးကချက်ချလဲသွားပြီးမြင်ကွင်းတွေကပြောင်းလဲကုန်တယ်ဟောဗျာဘိုးတော့ကြာပါဇက်အဟောင်းသားဖြစ်ရပြီသူတို့အဆင်းလန်းဆိုပြီးတွားနေကြတဲ့ဘက်ကတောင်ပေါ်ကိုပြန်တက်ရလမ်းကြီးဖြစ်နေတယ်လေဟာဒီတောင်ဆောက်နှက်ကြီးတရားလုံသွားပြီသူတို့အတော်လေးဒေါသထွက်သွားရတယ်ချက်ချင်းပဲမန်နန်သုံးနံကိုထက်ရုပ်ပြီးအဆောက်အအုံတွေကိုခေါ်လိုက်တော့အရှိစီမှာအဖြူအောင်ချက်ဝတ်တွေနဲ့လူတစ်ကြိတ်လောက်ထပ်ပေါ်လာပါရောဟိုအကြည့်မကောင်းတဲ့တောင်ဆောက်နှက်ကိုတောက်ခေါ်ခဲ့ကြမန်နန်အဆောက်တွေရက်ကနေပဲပျောက်သွားကြတယ်ဘလောက်မှမကြားလိုက်ပါဘူးမန်နန်အဆောက်တွေဟာတောင်ဆောက်နှက်ကြီးမောင်သင်းကိုကုန်းကွာပုံစံကြီးနဲ့ဝိုင်းဖန်ခေါ်လာကြတော့တာပါပဲကျုပ်ဖះကိုကြီးညိုလွန်းလို့အခုလိုလုံးမိတာပါကျုပ်ကိုခွင့်လွှတ်ပေးပါတောင်ဆောက်နှက်ကြီးကတောင်းပန်လာတယ်ခွင့်မလွှတ်ပေးနဲ့ဆရာသူတော်သူလောက်တာနဲ့ကျုပ်ဆိုရှာမြေကြီးထွေးလို့မတက်မောခဲ့ရတာဟုတ်တယ်ကျုပ်လက်တူတူပဲဘိုးတော်ကြာကဒေါသနဲ့ပြောတာကိုတစေကြီးကမီးလောင်ရလေပင့်ဝင်လို့ပြောတယ်နင်းကမောတက်လို့လားတစေကြီးရဲ့သူတော်ကလှဲ့မေးလိုက်တယ်အော်ကျုပ်ကတော့မမောတက်ဘူးလေဒါပေမဲ့ဖိုးတော်ကြာကမောနေတော့သူ့ကိုချင်းစာမိတာအော်သူတို့ချင်းငင်းခုံရင်ပြောနေတာကိုနားထောင်နေတဲ့နောက်ဆောင်နှက်ကြီးခမရတော့ဟိုဘက်မျက်နှာကြည့်လိုက်ဒီဘက်မျက်နှာကြည့်လိုက်ငါသူတော်ခွင့်မလွတ်ဘူးမလွတ်ပါနဲ့ဆရာသူတော်ခမရကျုပ်အမားကိုကျုပ်သိပါတယ်ကောင်းတဲ့အမားတစ်ခုပါဒါကြောင့်နေငါတော့ဖះကိုကြီးညိုတာမှန်တာပေါ့ဒါပေမဲ့ငါသူတော်တို့ကနောက်ထပ်ဖះပင့်မို့အတွက်ကိုသွားဖို့အချိန်တွေကြံ့ကြာကုန်ရတယ်လေခွင့်လွတ်ပါဆရာသူတော်ရဲ့ခွင့်မလွတ်နိုင်ပါဘူးအဲ့ဒီတော့အပြစ်ပေးရမယ်မလောက်ပါနဲ့ဆရာသူတော်ရဲ့မရဘူးမဖြစ်မနေကိုပေးရမယ်သူ့ကိုဘယ်လိုပြစ်ပေးမှလဲဆရာသူတော်တစေကြီးကဝင်မေးလိုက်တယ်ငါတို့ကိုဖះတွေကိန်းဝတ်တဲ့ရွာထိသူ့ကိုအမြန်ဆုံးရအောင်လိုက်ဖို့ခိုင်းရမှာပေါ့ဗျာတောင်ဆောင်နှက်ကြီးခမညာဘာမှမတက်နိုင်တော့သူတော်တို့တစ်ဆိုင်တောင်ဆောင်နှက်ကြီးရဲ့ကောင်းမှုကြောင့်ပဲအရှိကစင်းတော်တွေထားရှိရာကျောင်းစီကိုအမြန်ဆုံးရောက်ရှိခဲ့ရလေတယ်ကျောင်းစီကိုရောက်တော့ဖះစင်းတော်ကိုအနှံပြီးအရှိကနဆူနဲ့အတူထားစီတယ်တောင်ဆောင်နှက်ကြီးမောင်သိန်းခမညာအစတော်ကလိုက်ပို့ဖို့ကြောင်းရွံခဲ့ပေမဲ့အခုများကြတော့အရှိကဖះနဆူကိုပါဖူးခွင့်ရတဲ့အတွက်ဖူးမြော်မောဝဖြစ်ပြီးအလွန်ကြည်နူးနေမိပါတယ်ငါသူတော်ကနင့်ကိုတမင်ခေါ်လာခဲ့တာတောင်ဆောင်နှက်ကြီးရဲ့
သူတော်ကသူခေါ်ဆောင်လာရတဲ့စိတ်ကြံကိုပြောပြတော့တောင်ဆောင်နှက်ကြီးကကျေးဇူးတင်လိုက်တာဆရာသူတော်ရဲ့ဒါနဲ့လေဟိုဒီကဘုရားသုံးစုကိုဖိုးပြီးတော့နောက်ထပ်ကြံအောင်မဲ့နစုကိုလည်းကျုပ်ဖူးမြော်လို့ဆက်တွေကပြင်းပြလာရတယ်အဲ့ဒါလေကျုပ်ဆရာသူတော်တို့နဲ့လိုက်ခဲ့လို့ရနိုင်မလားဗျာနေကစောက်ချရတဲ့တောင်ကိုပြစ်ပြီးတွာလာလို့ရရဲ့လားရပါတယ်ဆရာသူတော်လက်အောင်ငယ်သားတွေနဲ့ထားရလို့ရပါတယ်ဒါဖြစ်လဲလိုက်ခဲ့ပေါ့တောင်ဆောင်နှက်ကြီးပြောသွားခဲ့ပါတယ်ဒီလိုဖြစ်ကျုပ်အလွန်ဝမ်းသာမိသွားရပါပြီကျုပ်ထက်ကနှမင်းတွေကိုတင်ပြပြီးငယ်သားတွေကိုစီမံပြီးတာနဲ့ဆရာသူတော်တို့နောက်ကိုကျုပ်လိုက်ခဲ့ပါမယ်ကောင်းပါပြီတောင်ဆောင်နှက်ကြီးကပြောလို့ပြီးတော့ပြန်သွားခဲ့တယ်သူတော်တို့လည်းဆရာတော်ကိုစကားဆိုင်မြေတချို့ရှောက်တင်ပြီးကျောင်းစီကနေပြန်ဆင်းကြတော့အောက်မှာဘိုးစာတိတ်တို့စောင့်နေတာကိုတွေ့ကြရပါရောသူတော်နင်တို့အခုကိုပဲနောက်ထပ်ခီးအဖြစ်သင်မှာကမ်းရံဖះကိုတော့ပင်ကြရလိမ့်မယ်ချက်ချင်းကြီးလားဘိုးစကြားရဲ့ဘိုးတော်ကြာကကြားဝင်ပြီးရှုံးမိတ်လို့ပြောတော့ဘိုးစာတိတ်ကအဖိုးရွှေရောကရည်ကြတယ်ချက်ချင်းကြီးတော့ပင်မှာရမှာပါမောင်တော်ကြာရဲ့အင်းမော့ဖိုးတို့ရဲ့သွားဆိုတော့လဲသွားရမှာပေါ့ဘိုးတော်ကြာခမဖွားရေရွတ်လိုက်တယ်သူတော်တို့ကဘယ်ကိုသွားရမလဲဘိုးတကြာသစ်မင်းတောင်စီကိုသစ်မင်းတောင်အဲ့ဒါကဘယ်နေရာမှာလဲဘိုးတကြာသူတော်ကဘိုးစာတိတ်ပြပြရစကားကိုအစံထက်ရေရွတ်ပြီးမေကုံလည်းဗျာနဲ့တည်းထုတ်လိုက်တယ်ဒီကနေတောင်ရဲ့ဆူဆူကိုသွားပါတောင်ရက်တာခရီးရှိတဲ့ခါကျရင်သစ်မင်းတောင်စီကိုဆက်သွားဖို့တစုံတစ်ယောက်ကစောင့်ဆိုင်နေပါလိမ့်မယ်သူတော်တို့သွားလိုက်ပါမယ်ဆောင်းရန်ရှောင်းရန်တွေကိုပြောပြပါအောင်ဘုဒ္ဓကြာဆောင်းရန်ရှောင်းရန်ကတော့ထွေထူးပြီးရှိမနေဘူးငါသူတော်အဓိကသိထားရမှာကဖះကတစ်ပင်အတွင်းမှာကင်းအောင်နေတယ်ဘယ်စီဘယ်ပင်မှာကင်းအောင်နေတယ်ဆိုတာဘယ်သူကမှမသိနိုင်ကြဘူးလာမဲ့လာပြည့်ရဲ့ကြရင်ဖះကရောင်ကြီးတော်ကွန့်မြူဖို့ရှိနေတယ်ဒါကလည်းတစ်တွင်းကဖះတကိုးကပုံပုံတထောင်ကြာသတင်းကြွညကွန့်လို့မြူးစုံဆိုတဲ့တပောင်ကိုကောက်ကြည့်ပြီးအသိရှိမိရတာပဲဒီဖះကြထူးထူးခြားခြားတပောင်နေပါနေနဲ့ပါလားဒီဖះမှမဟုတ်ဘူးအရှိကဖះတွေစီမှာလဲတပောင်တွေရှိကြပါတယ်ရေကိန်းဖះနဂါးများကကိုးလို့ကွယ်တထောင်ကြာသောကုန်းထက်ဆန်ကြီးရောင်ဝတန်းဤဒါကပထမဖះရဲ့တပောင်နောက်ဖះကကြလေကိန်းဖះဖွင့်မင်ကိုကနှဆူတုပရံပေလက်ဒါကဒုတိယတဆူရဲ့တပောင်သုံးဆူဖះမြေတွင်ကိန်းကမွေမင်းရဲ့ကကိုးကွယ်တယ်တထောင်ကြာပြီးတကာတိကလာရောပြီးမှပင့်လိမ့်မယ်ဒါကအခုပင့်လာတဲ့ဖះရဲ့တပောင်ပဲတခုစီတိုင်းမှာအဓိပ္ပာယ်တစ်မျိုးစီရှိတယ်နော်အဖိုးဘုသောကြာကစကားဆလိုက်တယ်ဟုတ်တယ်ဒါတွေအားလုံးကဖះတကရသေးကြီးချမ်းရိုက်ခဲ့တဲ့တပောင်တွေပဲကျန်တဲ့ဖះတပောင်အတွက်ကတော့အဲ့ဒီကြားမှာပဲပြပြတော့မယ်ဟုတ်ကဲ့ပါဘိုးကဲဒါဖြစ်လေမောတယ်ပန်းနဲ့မတွေးတော့ပဲရောင်တော်မြူးမဲ့လာပြင်းညအမိကိုသစ်မင်းတောင်စီကိုအရောက်သွားကြတော့ငါသူတော်တို့ကောင်းပါပြီဘိုးတကြာသူတော်တို့အခုကိုပဲခရီးစတင်ကြပါတော့မယ်ဘိုးဇာတိတို့ကိုပြောပြီးတာနဲ့သူတော်တို့လည်းကျောင်းဝင်းထဲကနေထွက်ကြပြီးတောင်အရက်ဆူဆူစီကိုခရီးစတင်ဖိကြပါတော့တယ်လန်ခီးမှာရွာတွေကိုကြုံကြရတယ်တောတွေကိုဖျက်ကြရပြီးချောင်းတွေမြစ်တွေကိုကူးလူးကြရတယ်တောင်ရက်တာခရီးကိုသူတော်တို့၃ယောက်မနားမနေကိုပဲသွားကြရတယ်မကြာခင်ရက်အပိုင်းခြားဆိုရင်ရာသီအခါရဝါလကင်းလို့သတင်းကြွပြီတော့မယ်သတင်းကြွလာပြည့်ညမှာဖះကရောင်တော်ကွန်မြူးမှာဆိုတော့အဲ့ဒီမတိုင်ခင်သစ်မင်းတောင်စီကိုသူတို့ရောက်ကြရဖို့လိုအပ်တယ်လေဒီလိုအတားအဆီးတွေကိုဖျက်ကျော်ကိုးလို့ကြပြီးနောက်မှာတော့သူတော်တို့၃ယောက်ဟာသစ်မင်းတောင်ခြေစီကိုရောက်ရှိကြရပါတယ်ဘိုးစာတီးတို့ပြောတဲ့ကွင်ရီမဲ့သူဆိုတာကအရေးရောင်တော့မတွေ့ရသေးပါဘူးဒါကြောင့်လေသူတော်တို့၃ယောက်ဟာတောင်ကြီးကတစ်ပင်စီမှာတခဏထိုင်နှားကြလေတယ်အနားယူလို့တခဏလောက်ကြာတော့သူတော်တို့စီကိုတောင်ဝေးတစ်ချောင်းထောက်ပြီးတရွေ့ရွေ့လှမ်းလာနေတဲ့အဖိုးတယောက်ကိုဖိုးတော့ကြာကလှမ်းတွေ့လိုက်လေတယ်ဆရာသူတော်ကျုပ်တို့ကိုကိုညီမယ်ဆိုတာအဲ့ဒီအဖိုးကြီးများလားဖိုးတော့ကြာပြောတော့သူတော်တို့လည်းကြည့်မိကြတယ်
ဟုတ်မယ်ထင်တယ်တစေကြီးကပြောတယ်မေးကြည့်ရင်တော့သိရမှာပေါ့သူတော်ကတော့ခပ်ပေါ့ပေါ့ပဲပြောပြီးထိုင်မြဲတိုင်းထိုင်ရင်အောက်ကကြောက်ခဲနှလုံးကိုကောက်ယူလို့ဆော့နေလေတယ်အဖိုးကသူတော်တို့နားကိုရောက်လာတယ်ဒီကမောင်တို့ကဖျားပင့်မဲ့သူတွေလားကွဟုတ်ပါတယ်မောင်တို့အတွက်အဖိုးကိုအကူညီတောင်းထားလို့ပါဘသူကလဲသူတော်ကဆော့ကစားနေတာကိုရက်ပြီးမေးပါရောဘသူကလဲဆိုတာကဖြေလို့မရပါဘူးဒါဖြစ်လဲငါတို့ကလည်းမသွားနိုင်ပါဘူးလေဟင်သူတော်ကအဖိုးကိုဘူးပေါက်စကားတွေပြောနေပါရောဒီအချင်းရာကြောင့်ဖိုးတော့ကြတို့ခမညာအံ့အားသိမိကြရတယ်မောင်တို့အဖိုးနဲ့လိုက်ခဲ့ဖို့လိုပါတယ်ငါတို့မလိုက်ပါဘူးအဖိုးကထက်ခေါ်တာကိုသူတော်ကထက်ညင်းတယ်ဆရာသူတော်ဖိုးတော့ကြကအဖိုးကြီးကိုအာနာမိတာမို့ဝင်ပြောတော့သူတော်ကဘာမှမပြောတော့ပဲကြောက်ခဲနှလုံးကိုပြန်ဆော့ကစားနေလေတယ်အဖိုးအာနာလိုက်တာဗျာဖိုးတော့ကြကပြောလိုက်တယ်တစီကြီးကဖိုးတော့ကြအနားကိုကတ်လာပြီးလေတံတိုးနဲ့ပြောလေတယ်တောက်ကြဆရာသူတော်ကတော့အကောင်းကြီးကနေဖောက်ပြီးတင်တယ်ဖြစ်နိုင်တယ်ဗျာဘယ်လိုလုပ်ရမလဲတော့မသိတော့ပါဘူးသူတော်ကသူတို့ပြောနေကြတာကိုကြားမိလေတယ်ဒါပေမဲ့သူတို့မသိတာကသူကသိထားသူမဟုတ်လားဒါကြောင့်မသိကြိုးကြုံပြည့်ရင်းတာနေဖြစ်တယ်ဒီလိုရှိခိုက်မှာပဲသူတို့အနားစီမှာရဲတစ်ခုကဖြက်ကနေပေါ်လာပါရောတောင်ဆောင်နှက်ကြီးမောင်တင်အော်တော်တော်တင့်ရဲတဲ့ကောင်ပဲနေငါမြရရဆက်ဆက်ပြောဆိုပဲတောင်ဆောင်နှက်ကြီးမောင်တင်ကအဖိုးစီကိုခေါင်ဝင်ပြီးတောင်ဝဲကိုလွတ်ယူလို့အဆက်မပြတ်ရိုက်နှိုက်ပါတော့တယ်အဖိုးကတောင်ဆောင်နှက်ကြီးမောင်တင်ကိုဘာမှပြန်မလုပ်နိုင်ဘူးရိုက်သမျှကိုအလူးလဲခံရင်နာကျင်အော်ဟစ်လေတယ်ဖိုးတော့ကြတော့လဲတောင်ဆောင်နှက်ကြီးမောင်တင်ကိုစိတ်ဆိုးကြကဝင်ရောက်ဆွဲရဲကြတယ်သူတို့ဆွဲရဲတော့မှအဖိုးကိုလည်းတက်တာရလေပြီးနေရာကနေကတော်ကမြော်ထပြေးပါရောအဲ့ဒီအကောင်ကမကောင်းဆိုးဝတပတ်ကောင်ကြီးဟဲ့မောင်တို့ရဲ့တောင်ဆောင်နှက်ကြီးမောင်တင်းကပြောတော့ဖိုးတော့ကြတော့လဲထပြေးသွားတဲ့အဖိုးကြီးကိုလှမ်းကြည့်လိုက်တယ်ဖယားကြီးတော်ဆက်စီကိုအရောက်မှာပဲအဖိုးကြီးအသွင်ကနေပြောက်ပြီးအမွှေးမြင်တွေနဲ့ကြီးမားတဲ့တပတ်ကြီးဖြစ်ကိုပြောင်းလဲသွားပြီးတောထဲကိုဆက်ပြေးဝင်သွားပါရောဘလို့များဖြစ်ရတာလဲသူ့ကိုသူထင်ကြီးနေတဲ့တပတ်လေဒီတောင်ကြီးမှာသူကကြက်စားပြီးသူ့အပြင်တခြားကိုမလိုလို့လာပြီးနှောက်ရှက်တာသူတို့ကလှဲမကြည့်ပဲပြောလာတယ်ဖိုးတော့ကြတော့အံ့အားသင်ကြရပြီပေါ့ဆရာသူတော်ကအစကတည်းကသိနေတာလားဖိုးတော့ကြကမေးတယ်သိနေပါဒါဖြစ်ဘာလို့များမလှုပ်လှုပ်လိုက်တာလဲဗျာပြင်းလို့လေပြင်းလို့အော်ဖိုးတော့ကြနဲ့တစေကြီးကတော့သူတော်ကိုကြည့်ပြီးဘာပြောရမှန်းမသိပါဇက်အဟောင်းသားလေးနဲ့ပေါ့ခဏအကြာမှာတော့သူတို့နားစီကိုခက်ရွယ်လူတရားရောက်ရှိလာပါတယ်ဒါကမှကိုညီမဲ့သူဟာတောင်ဆောင်နှံကြီးမောင်တင်းကပြောလေတယ်အဲ့ဒီလူကအနားကိုရောက်လာတော့ပြောင်းရည်ပြပြီးဆရာသူတော်တို့ရောက်နေတာကိုကြုံမသိလိုက်လို့နောက်ကျသွားရပါတယ်ခွင့်လို့ပါရပါတယ်ဟုတ်ကဲ့ကျုပ်နာမည်ကမောင်ထိန်ပါဟိုးတစ်ဖက်နားကကြောက်တုံးကြီးနားမှာကြောက်ရဲ့ဗိမ္မာန်ရှိပါတယ်ဟုတ်ပါပြီတော်တော်အကျွမ်းထူတဲ့နဲလို့တစေကြီးကတွေးလိုက်တယ်ဒါနဲ့လေအခုနောက်ကတပတ်ကြီးငထွေဒီဘက်ကနေထွက်ပြေးသွားတာကိုတွေးမိတယ်ဒီကဆရာတော်ကိုသူနှောက်ရက်ပြန်နေတယ်နဲ့ဟုတ်တယ်လေကြောက်ရိုက်ထုတ်လိုက်လို့သူပြေးရော့ပေါ့တောင်ဆောင်နှက်ကြီးမောင်တင်းကကြောက်ဝါလုံးနဲ့နတ်မောင်ထိုင်ကိုပြန်ကြွားပြီးပြောလိုက်တယ်သူကဒီလိုပါပဲရောက်လာသူတိုင်းကို6လနှောက်ရက်ရမှကျင်းနဲ့တက်တာကဲငါတို့တန်ပေါ်တက်ဖို့လိုပြီလမ်းပြလိုက်ဖို့ပြီတော့သူတို့ကလူရင်းစကားကိုပဲထပြောတယ်ကြောက်တုံးမှနေတဲ့နတ်မောင်ထိုင်ကသူတော်တို့ကိုတောင်ပေါ်စီကိုခေါ်ဆောင်ပါတယ်လမ်းကောင်းစီကခေါ်ဆောင်တာမို့များမကြမီချိန်မှာပဲတောင်ပေါ်စီကိုရောက်လေတယ်တောင်ပေါ်ရတော့သူတော်တို့လည်းရီမန်းရာကိုရောက်ခဲ့ကြရပြီလာပြေညကမနှက်ဖြန်မှာဆိုတော့အချိန်ကလည်းလုံလောက်ရောက်နေမကသူတို့အတွက်ပိုးလို့တောင်နေသေးတယ်လေဒီတော့သူတို့လည်းစင်းနူတော်စီကရောင်တော်ကွမြူမဲ့လာပြေညစီကိုရောက်ဖို့ရာစောင့်ဆိုင်းကြရုံရှိတော့တယ်
သူတော်ကနှက်မောင်ထိုင်ကိုပြန်လှည့်လိုက်လေတယ်ပြီးတော့၄ယောက်သာတောင်ပေါ်မှာပဲတင်းတရနေရာတို့ကိုစီယူကြပြီးစောင့်ဆိုင်ရင်နေရတော့တာပေါ့ဒီညနေကတော့လာပြေနေရဲ့ညနေခင်းချိန်ဖြစ်ပါတယ်သူတော်တို့၄ယောက်ဟာညနေဆောင်ကလေးကတောင်ထိပ်စီကနေရက်ပြီးဘေးဘက်ဝန်းကျင်ရက်ရှိမျက်နှာကိုမျက်ခြေမပြတ်တဲ့အကဲခတ်နေကြပါတယ်နတ်မောင်ထိုင်လဲသူတို့စီကိုရောက်ရှိလာလေတယ်ဒီတော့9ယောက်သာရက်ရှိမျက်နှာကိုအာယုံဆိုင်လို့ကြီးကြရတာပေါ့မိုးချိုစာပြုတ်လာတော့ကြည်လင်နေတဲ့ကောင်းကင်ရဲ့အရှိရက်စီကလာပြေဝန်းဝိုင်းဆက်ဆက်ကြီးကတဖြည်းဖြည်းထွက်ပေါ်လာပါတယ်လာပြေဝန်းကြီးရဲ့အလင်းရောင်ကြောင့်ခုနကချင်းနှင်းဝင်ရောက်လာတဲ့အမှောင်တို့ကတတလောကကြီးစီကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်ညပိုင်းခြားစီကိုရောက်လာတယ်သူတော်တို့တတိုက်ကတော့တောင်ထိပ်စီကနေရက်ရင်အရက်မျက်နှာသေးသေးကိုမျက်ခြေမပြတ်တမ်းကြည့်နေကြရပါတယ်အရှိရှိကဖျားတွေကိုပင်းရတော့ကအခုလိုမဟုတ်သူ့ဓာကြီးကနဲ့သူဆိုတော့ရင်ဆိုင်ဖြည့်ရှင်းပြီးပေးဆောင်ယူကြရုံပဲအခုဖျားကြဓာရကရှိမနေဒီအပြင်ကင်းဝရကိုလည်းတစ်ပင်တစ်ပင်လို့သာတိထားကြရတယ်ဒီတော့တောကြောကြီးစီမှာတစ်ပင်တွေကထောင်ချီတောင်းချီရှိနေတာလေဘယ်ပင်စီမှာဆင်းနုတော်ကကင်းဝနေတယ်ဆိုတာဘသူကသိနိုင်ပါမလဲနတ်တွေဝါတွေတောင်သိနိုင်မယ်မထင်မိဘူးဒါကြောင့်လဲစိတ်ရှိရှိနဲ့ဆင်းနုတော်စီကရောင်တော်ကွန်ပျူမဲ့အချိန်ကိုသာစောင့်ကြည့်နေကြရပါတယ်ညကတဖြည်းဖြည်းနဲ့လာခဲ့သလိုလှပြည့်ဝန်းကြီးကလည်းသူတော်တို့ရဲ့ခေါင်းပေါ်စီကိုရောက်ရှိလာပြီးအလင်းအားကောင်းနဲ့တနေသာပေးနေလေတယ်ဆရာသူတော်ဟိုမှာဘိုးတော်ကြာကပြပြတလဲပြောရင်သူ့မျက်နှာမူထားရရက်စီကိုလမ်းညွန်ပြလေတယ်သူတော်တို့လည်းကြည့်မိကြရောတစ်ပင်အောက်တနေရာစီကစူးရှတောက်ပတဲ့လင်းတချို့ကထွက်ပေါ်လာလေပြီးကောင်းကင်စီကိုတရရတက်သွားတာကိုလှမ်းမြင်လိုက်ကြရတယ်အဲ့ဒါကန်းကော်ပင်အုတ်ကြီးစီကပဲလာသွားကြစို့လမ်းကိုသိတဲ့နတ်မောင်ထိုင်ကသူတော်တို့ကိုဥဆောင်ပြီးခေါ်ပါတယ်သူခေါ်ရလမ်းတိုင်းကိုလိုက်မိကြတယ်တခဏအတွင်းမှာပဲအခက်အခဲမရှိပါပဲလင်းအောင်ကြီးတွေထပ်ပေါ်နေတဲ့ကန်းကော်ပင်အုတ်ဆဆန်ကြီးစီကိုရောက်ရှိကြပါတယ်အလိုအိုးစက်ပယ်လိုက်တာလူ3ယောက်ဖတ်စာလောက်မကကြီးမားလုံးတဲ့ကန်းကော်ပင်ကြီးရဲ့ပင်စီစီကထွက်ပေါ်နေတဲ့လင်းရောင်တွေအကြားမှာညံတော်အားဖြင့်ထွားဆိုင်သာရှိမဲ့စင်းဆွဲ2ယောက်ချင်းလူတော်ကိုသူတို့ဖူးတွေးကြရတယ်ကြုံရဆောင်ရခဲ့တဲ့ခိုက်တန်းဆိုတော့သူတို့အားလုံးမြေစီမှာထိုင်ချမိပြီးလက်အုပ်ကိုစီချီလို့ဥချကတော့မိကြလေတယ်စင်းလူတော်စီကရောင်တော်တွေကအချိန်အနည်းငယ်ကြာကိုမျိုးနေပြီးနောက်တော့တဖြည်းဖြည်းနဲ့ပြန်လဲသေးမိန်လာတယ်ဖိုးတော့ကြာပင့်တော့သူတော်ကသတိပေးလိုက်လေတော့ဖူးမြော်ရင်နှမျောနေမိတဲ့ဖိုးတော့ကြာတရားသတိဝင်လာလေတယ်လက်အုပ်ကိုအချီမပြတ်ချီပြီးထိုင်ရကနေထလို့စင်းလူတော်စီကိုသွားတော့အလွန်ပဲဆူးရှလုံးနဲ့လင်းအောင်တစ်ချက်ကဖြစ်ပေါ်လာပြီးသူတော်တို့အားလုံးမျက်လုံးတွေပြဝေကုန်ကြလေတယ်အလင်းရောင်ပြန်မှိန်သွားခဲ့တယ်ဒီအခါသူတော်တို့လည်းမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ကြပါတယ်ဒီခါမှာတော့စင်းလူတော်ဟာတကားရင်ဖြစ်ခဲ့ဘူးတဲ့ဘိုးတော်ကြာရဲ့ရင်ဝင်စီမှာစံပယ်ရက်သာရှိနေခဲ့ပါပြီရောင်တော်ပြချင်းတော့လုံးဝမရှိတော့ပါဘူးသူတော်တို့အားလုံးဒီဖြစ်ပျက်ကိုဘယ်သူမှစကားမဆနိုင်ကြသေးပဲကြည့်နေမိကြပါတယ်အိုးငါအခွင့်ထူးလိုက်တာငါတကယ်အခွင့်ထူးကိုရလိုက်တာပါလားတကယ်ကိုကန်ထူးလုံးနဲ့ငါပါပဲတောင်ဆောင်နဲ့ကြီးမောင်သိန်းစီကတတုံရီနဲ့ရေးလိုက်တဲ့အတန်ဒီအတန်ကိုကြားမိပါမှသူတော်တို့လည်းအသိဝင်လာကြရတယ်တောင်ဆောင်နဲ့ကြီးမောင်သိန်းစီကိုအားလုံးကြည့်လိုက်မိကြတယ်တောင်ဆောင်နဲ့ကြီးမောင်သိန်းကတော့ဘသူဘလို့ကြည့်ပါစေသူအကြီးတို့ကဖိုးတော့ကြာပိုက်ထားလေတဲ့ဆင်းနုတော်စီကနေဘလို့မှမခွာပဲရှိနေသလိုနှကန်းစီကလည်းငါတကယ်ကိုကန်ထူးလုံးမလားဆိုတဲ့စကားကိုပဲအကြိမ်ကြိမ်ရေးရမိတတ်နေလေတော့တယ်သူတော်တို့လည်းတောင်ဆောင်နဲ့ကြီးမောင်သိန်းဖြစ်ကိုကြည်နွေးမှုတွေအပြည့်အဝနဲ့ပြုံးလို့ကြည်နေမိကြပါတော့တယ်ငါးစုမြောက်ဖေဟာမနက်ခင်းနေအောင်ကြီးပြပြအောင်မှာရွှေဝါရောင်အစိမ့်နဲ့တလေးစပားကင်းကြီးဟာမျက်စိတစ်စုံကျယ်ဝန်းဖြန့်ဖြူးနေပါတယ်ဒီစပားကင်းကြီးရဲ့အလဲစီမှာကျင်းငတ်တာရကလေးတွေကောင်းကင်ထဲမှာရှက်ထွေဝဲပြန်လို့တစုံတစ်ခုကိုပူဇော်ပါသားမှုပြုနေကြလေတယ်ဒီအခြေအနေမှာအနီးကိုကက်လို့သာကြီးမိရင်တော့ကျင်းငတ်တာရကအပေါင်းတို့ပူဇော်သမှုပြုနေတဲ့အရာက
နီကျင်ဆွေးတောက်နေတဲ့အဆင်းနဲ့ဗရမ ्या ချီတန်းနေတဲ့ဖျားဆင်းနုတော်တဆူဖြစ်နေတာကိုမြင်နိုင်ကြပါလိမ့်မယ်ဒီဆင်းနုကတော့သူတော်တို့လာရောက်ပိတ်ဆောင်ကြရမယ်ငားစုမြောက်ဖျားနောက်ဆုံးသောတဆူစပားမှာကိန်းနေဖျားပါပဲညနေဆောင်အချိန်မိုးနေရွာရဲ့လမ်းမကြီးစီမှာဝက်လေးစလစ်နဲ့မဲမငယ်တယောက်သူ့ခေါင်းကသပင်တွေကိုရှုပ်ထွေးပွေလီနေအောင်ဖွထွေးရင်ဦးလျားဖားလျားပြေးလွှားနေတယ်သူ့အနောက်မှာတော့စိတ်ပူဆိုးရိမ်ပြီးပြေးလိုက်နေကြတဲ့လူအောက်တော်ဘသူရွေ့ရွေ့မရွေ့ရွေ့ရွှေကျင်တို့ကအပြူလေးဟေးဟေးဟေးပြေးရင်လွှားရင်မဲမငယ်ရဲ့ပါဇက်ကတောင်စင်ရင်မရစကားတွေကိုဟစ်အော်ရင်တဟီဟီတဟာဟာနဲ့ရီမောလေတယ်သမီးရွှေမုံမရွှေမုံအဖေသမီးမပြေးပါနဲ့လားကွယ်မဲမငယ်ရဲ့မိဘနှစ်ပါးကလူအောက်ရဲ့ထိပ်ဖျားစီကနေပြေးလိုက်ကသမီးဖြစ်သူရဲ့နာမည်ကိုခေါ်ဝေါ်ကြတယ်မပြေးဖို့ကိုတားမြစ်ကြတယ်မဲမငယ်ကတော့ဘာကုံမှကြည့်မဆိုင်ရွာလန်းတိုင်းအတန်းစစာနဲ့စိတ်ထဲရှိရာစကားတွေကိုဟစ်အော်ပြောလိုက်ရီလိုက်ပြေးလိုက်နဲ့ရှိနေလေတယ်တစ်ချက်ကြားရင်လည်းမဲမငယ်ကပြေးနေတဲ့ခြီလန်းတွေကိုရက်လိုက်ပြီးအနောက်ကလူတွေကိုလှည့်ကြည့်လို့ဟေးအယူတွေနင်တို့ငါနောက်ကိုမလိုက်ကြနဲ့သွားကြဆိုပြီးမောင်းထောက်တက်ပြန်ပါရောသမီးရဲ့အဲ့လိုကြီးမလောက်ပါနဲ့နော်ဟုတ်ပါတယ်သမီးလေးရဲ့အမေတို့စီကိုပြန်လာခဲ့ပါနော်အိုးဘဲကသမီးလေလာမထိတ်ကြနဲ့မလိုက်ဘူးနော်မလိုက်ဘူးမဲမငယ်ရဲ့ညင်းဆန်မို့မလိုက်ဘူးဆိုရင်လေအရှက်လောင်အိုးလေးတော့ဥပါလာကွယ်မဟုတ်ချင်ဘူးအဲ့ဒါလေးလည်းမိုးချင်ဘူးမဲမငယ်ကဝက်စားတွေကိုမြင်တာနဲ့အကြောက်ကံကိုပဲညှင်းချင်မြင်ပါတယ်ဒီအချင်းအရာကြောင့်မိခင်ဖြစ်သူမမကြီးမှာတော့ရှက်စိတ်ကောဝမ်းနယ်စိတ်တို့ပါရောပြုံပြီးဤကနေငိုချမိလိုက်တော့တယ်ရဲ့တောင်စောက်နှက်ကြီးမောင်တင်းတရားသူတော်တို့နောက်ထပ်ပိတ်ဆောင်ရမယ်ဖះကိုအတူတကွလိုက်ပြီးဖူးမြော်လိုပါတယ်ဒါပေမဲ့ဒီချိန်သွားရမယ်ခရီးကိုသူ့အနေနဲ့မလိုက်နိုင်ပါအကြောင်းကအနောက်ပိုင်းကသူပိုင်စားရတောင်စီမှာပြဿနာတချို့ရှိနေတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ပဲတောင်စောက်နှက်ကြီးဟာသူတော်တို့ကိုနှုတ်ဆက်ပြီးသူ့တောင်ရှိရာကိုပြန်သွားခဲ့ပါတယ်ဆရာသူတော်ဟမ်ဒီတခါဘယ်ကိုတော့ပြင်ရမှာလဲဝင်းလို့ဝါကြီးစပားစီတဲ့ဒါဆိုစပားကင်းတွေထဲကိုသွားရမှာလားဟုတ်တယ်ဘယ်စပားကင်းကိုလဲကောက်ကြီးလားကောင်းညင်းလားတခုမှမဟုတ်ဘူးဒါဆိုဘယ်ခင်းနဲ့တော့ဗျဘိုးတော်ကြာကမေးသူတော်ကဖြေအမေနဲ့ဖြေကအဆက်တယ်လို့ထင်ရပေမဲ့သူတို့ပုံစံတွေကမအဆက်ဘိုးတော်ကြာကသိချင်လုံးနေပြီသူတော်ကမဖြေချင်းမေးတခုံးဖြေတခုံးပြုတ်နေလေတယ်နောက်ဆုံးလိုရင်းမရလို့စိတ်မရှိတဲ့မေးလာတဲ့ဘိုးတော်ကြာရဲ့မိကုန်းကိုတော့သူတော်ကတုံးတိကြီးကိုပဲဖြေမပေးတော့ဘူးသူစိတ်ထင်ရသူလောက်ရင်ခေါင်းကသပင်တစ်ချောင်းကိုဖြတ်ကနေနှုတ်ပြီးကိုယ်ကြီးကောက်ကြီးဖြစ်နေတဲ့သပင်ကိုမရမကဖြောက်အောင်လှုပ်နေလေတယ်ဒါကိုကြည့်ဖိုးတော့ကြာကရှူးချာဖြစ်လေတယ်ဒီအဖြစ်ကိုနဘေးကကြည့်နေတဲ့တစေကြီးကမြင်တာတော့ပြုံးစစ်စစ်နေပေါ့ဟေးတစေကြီးအလကားသက်လာလောင်ရေမနေနဲ့ဗျာအလကားသက်လောင်မရပါဘူးဟာငွေပေးမှာပါဟာဒီလူကြီးတစေကြီးလောက်ပါကွာအေးဗျာမှားလို့မင်းကမှားလဲမှားနိုင်လို့နေဖိုးတော့ကြာကအငေါ်တိုးပြီးအနားကနေထွက်သွားဖို့လုပ်လိုက်တယ်အောင်ပြီဟင်ရုတ်တရက်ထားော်တဲ့သူတော်စီကအတန်ကြောင့်ဖိုးတော့ကြာခြာကနေလှည့်ကြည့်မိတယ်သူတော်လေသူ့လက်ထဲကသပင်ကောက်ကြီးကိုဟိုဘက်ထက်ဒီဘက်ထက်ဆွဲဆန့်လို့သပင်ကဖြောက်သွားတာကိုကြည့်ပြီးဟစ်အော်နေတာပါဒါကိုတစေကြီးဘက်ကကွယ်နေတာကြောင့်မမြင်ဒီအတွက်မေးရပြီဘာအောင်လဲချက်သူတော့ဒီမှာဘာကြီးလဲငါသပင်ဖြောက်သွားပြီဟောဗျာဘာများလဲလို့ယော့တေချာသိမ့်တာသူတော်ကသပင်ကိုတစေကြီးလက်ထဲနှစ်ဖက်ဆွဲထားရင်းကထည့်ပေးလိုက်တယ်အဖျားနှစ်ဖက်ကိုလှုပ်လိုက်တော့သပင်ကကောက်မြေတိုင်ကောက်လို့ပြန်ကောက်သွားပြီဟင်ငါသပင်လေးတစေကြီးကကြောင်အန်းနေတော့မှာပဲသူသပင်လေးကိုဝမ်ပန်တနေနဲ့ပြန်လေဆွဲယူသွားပြီးဖြောက်နေပြန်လေရဲ့တ
ဒီဖြစ်ပျက်ကိုကြည့်ပြီးဖိုးတော့ကြာကတော့ခေါင်းကိုခါရမ်းလိုက်မိပါတယ်ဒီနှစ်ယောက်နဲ့တော့ကြာရင်သူပါယူတော့မယ်ဆိုပြီးစိတ်ကလည်းတွေးမိလိုက်ပါရဲ့ဒါကြောင့်လဲသူတို့နားစီကနေတစ်ဖက်ကချောင်းဆက်ကလေးရှိရာစီကိုခြေလန့်ထွက်လိုက်လေတယ်ဖိုးတော့ကြာကအရိတ်ကောင်းတဲ့သစ်ပင်ကိုရွေးပြီးထိုင်လိုက်တယ်တညိမ့်ညိမ့်စီးနေတဲ့ရေထဲကိုကဲလုံးကလေးတွေပြစ်ချရင်အတွေးတွေကဟိုရောက်ဒီရောက်နေပေါ့မိုးနေရွာကရွာရဲ့မျက်နှာဖုံးတစ်ထေးကြီးကြောက်ပေါ်ရဲ့အိမ်ကြီးစီမှာဖြစ်ပါတယ်ကိုကြောက်ပေါ်သမီးလေးကဒီပုံတိုင်းနဲ့ကြာသွားရင်အသက်အန္တရာယ်ပါရှိလာနိုင်တယ်ထင်တယ်နော်တိုင်စီမှာကျိုးနဲ့တုံးထောင်ထားဖြစ်တဲ့သူတို့ရဲ့သမီးရွှေမုံကိုကြည့်ပြီးဒေါခင်လှစိတ်မကောင်းစွာနဲ့ပြောလိုက်တယ်မိမဖြစ်သူရဲ့မိကွန်းကြောင့်ဦးကြောက်ပေါ်တပ်ပြင်းကိုချပြီးခေါင်းကိုကောက်လိုက်မိတယ်အေးကွာငါလည်းဘယ်လိုလုပ်ရမလဲမသိတော့ပါဘူးပယောကလို့ထင်မိလို့ဆရာနဲ့စစ်တာလဲဘာမှမပေါ်ဘူးဆေးဆရာနဲ့စစ်တော့လဲသဲကြီးပြက်ပြီးသွေးလေဖောက်ပြန်တာဆိုတော့ဆေးတက်တာတော့ပဲတက်နိုင်တယ်ကျန်တာကတော့သူ့ကန်တို့ပဲတော့ဆိုင်ရတော့မလားမသိတော့ပါဘူးကွာအဲ့ဒီလိုလက်လျှော့စကားကြီးတော့မပြောပါနဲ့လားကိုကြောက်ပေါ်ရဲ့တော်ကအဖေမဟုတ်လားသမီးတို့အစွမ်းကုန်စူးစမ်းပေးပါလားငါလက်မလျှော့ပါဘူးငါသမီးတို့စွမ်းနိုင်တာထပ်ပေါ်ပြီးစူးစမ်းမှာပါကျေးဇူးတင်ပါတယ်ကိုကြောက်ပေါ်ရဲ့ဒေါခင်လှကသမီးဖြစ်သူစီကိုလှမ်းကြည့်လိုက်တယ်အဝတ်အစားတွေအတင်းဝတ်ပေးပြီးတိုင်မှာကျိုးနဲ့တုတ်ထားတာကိုခံယူနေတဲ့သမီးလေးရွှေမောင်ကအနာမသိခံစားချက်မရှိသလိုပဲငင်းငိုင်နဲ့ငှက်တော့လေးထိုင်းနေလေရဲ့အရင်ကတော့သမီးလေးကဒီလိုမဟုတ်ဘူးဘာသာတရားကိုသိကိုကိုင်းဆိုင်ပြီးအလှအတန်းဆိုလဲသိကိုရရော်လုံးနဲ့သူလေးပါနေရှိသည်၍လှူဖို့တန်းဖို့နဲ့ကုသိုလ်ပြုရမယ့်အရေးကိုသာသူမစဉ်းစားနေတတ်ပြီးလိုအပ်သူတို့ကိုတခေါက်တရခေါ်လို့လှူပေးတတ်တယ်လို့ကြုံဆုံလာသူတို့ကိုလည်းလိုအပ်တာမှန်သမျှလှူပေးတတ်သူပါအခုလိုအခြေအနေကိုတော့လွန်ခဲ့တဲ့2ပတ်လောက်ကစပြီးညဆိုထားငိုတာထားရည်တွေကနေအစပြုတ်ရင်တနေ့ထက်တနေ့ပပိုလို့ဆိုးရွားလာတာကနေလက်ရှိအခြေအနေအထိရောက်ရှိလာတာဖြစ်ပါတယ်ဒေါခင်လှပေးသက်ကိုရှမ်းမိလိုက်တယ်သူမတို့အတွက်တော့ဒီသမီးလေးကတူးဒီသောသမီးလေးမို့အခရာကြလုံးပါတယ်သမီးလေးကိုငယ်ကလေးကပိုးမွေးသလိုကြိုးဆိုင်မွေးခဲ့ပြီးကြီးပြင်းလာချိန်မှာလဲစိတ်လိုကြလိုက်ဆောင်လို့ဖြည့်စည်းရှင်သန်စေခဲ့ပါတယ်သမီးလေးကလည်းငယ်စဉ်ကလေးကအားလုံးရဲ့ပြုစုတင် जा ပေးမှုကနေယဉ်ကျေးသူဘာသာတရားကိုင်းဆိုင်သူလေးဖြစ်လာခဲ့တယ်ဒီအတွက်ကိုသူမတို့ဂုဏ်ယူမဆုံးဖြစ်မိခဲ့ကြတယ်နောက်ဆုံးရက်ရွာကတော့သူမတို့သမီးအတွက်မျက်နှာသာရခဲ့ကြတယ်အခုများကြတော့ဒီလိုကလေးကြမှာအခုလိုတွေဖြစ်ရတယ်လို့ဒေါခင်လှတွေးရင်ကြာလူဖြစ်နေတဲ့မျက်ရည်ကိုအသာရသုတ်တင်လိုက်မိပါတယ်ဒီအခိုင်ခင်မွန်းတဲ့ဖြစ်သူကသူမရဲ့လက်ကိုနွေးနွေးထွေးထွေးနဲ့ဆောက်ကင်လာပါတယ်ငါတို့သမီးလေးကငငယ်ကလေးကစိတ်ထားကောင်းသူလေးဆိုတော့ကံကောင်းမှာပါကွာနင်းစိတ်ကိုသာတင်းလို့ထားပါအင်းမာကိုကြောက်ပေါ်ရဲ့ဒီချိန်တော့လင်မယားနှစ်ယောက်ပင်းသက်ကိုအတူတကွခိုးဆိုင်မိကြပါတယ်သမီးဖြစ်သူရွှေမောင်ကတော့မိဘနှစ်ပါးရဲ့အပူကိုမသိနိုင်ဘူးပေါ့သူတော်တို့စီကိုနောက်ဆုံးကြံရတဲ့ဆင်းနုတော်ကိုပေးဆောင်မှုအတွက်ညွှန်ကြားဖို့ရာဘိုးစာတိတ်နဲ့ဖိုးရွှေတို့ရောက်ရှိလာကြပါတယ်ဒီအချိန်မှာသူတော်ကမန်နန်တွေကိုအာကုံဆောင်နေပြီးတစီကြီးကအိတ်ဆက်နေပါတယ်ဘိုးသောကြာကတော့တောက်ကလေးနဲ့မြေပြင်မှာအင်္ဂွက်ပုံလို့စက်ကြပုံလို့ရာတစ်ခုကိုရိတ်ချိတ်ရင်ရှိနေလေတယ်၃ယောက်စလုံးကသူတို့အာယုံနဲ့သူတို့မို့ဘိုးစာတိတ်တို့ရောက်နေကြတာကိုမသိမိကြဘူးသူတို့အာကုံဆောင်တာရက်သွားချိန်ကြမှာဘိုးစာတိတ်ကငါသူတော်ခြာကနေလှည့်ကြည့်လာတယ်ဘိုးတကြားနဲ့အဖိုးရွှေဘယ်တော့မှရောက်လာတာလဲအခုပဲရောက်တာသူတော်အဖိုးရွှေကပြောရင်းဖြေတယ်သူတော်တို့9စုမြောက်နောက်ဆုံးကြံရတဲ့ဖះကိုတွက်ပင်ရတော့မယ်ထင်တယ်အမှန်ပဲငါသူတော်ဒီအတွက်ကိုမှားစရာရှိတာမှားဖို့ငါတို့လာကြတာဟုတ်ကဲ့ဘိုးတကြားမှားကြပါဒီခရီးမှာနေမူလပြန်ပြီးတွားရလိမ့်မယ်ဗျာမပြနဲ့နင့်ကိုမူလပြန်ပြီးတွားရလိမ့်မယ်လို့ပြောတာမူလပြန်ရမယ့်အရေးကိုသူတော်ကတွန်းဆုတ်နေဟန်ရှိတယ်
ပြောရရင်တော့သူ့အနေနဲ့အခုလိုနေထိုင်ရင်ဖိုးသောကြာတို့နဲ့အတူတွာလာရတာကလွတ်လပ်ပြီးအဆင်ပြေတယ်လို့ယူဆတယ်လေ။ဘာကြောင့်များလဲဘုဒ္ဓကြားရဲ့သူတော်ရဲ့မိကွန်းအတွက်ဖိုးရွှေကဝင်ပြောလာတယ်။တခြားအကြောင်းတော့မဟုတ်ပါဘူးမောင်သူတော်။အခုသွားရမယ့်ခရီးကတောနေတောင်ကြားမဟုတ်ပဲလူသူတွေနဲ့အလွန်မကိုနီးတဲ့နေရာဖြစ်နေတာရဲ့။နောက်ပြီးအဲ့ဒီအနားကရွာစီမှာဝင်ကူညီရမယ့်ကိစ္စတစ်ခုရှိနေတာရဲ့ကြောက်ပါ။ရှင်းပြပြပါအောင်ဖို့ဒီလိုကွအခုသွားရမယ့်နေရာကမုန်းနေဆိုတဲ့ရွာရဲ့တစ်ဖက်ခြမ်းကဖုံးဆိုးမြေကြီးစီကိုပါမုန်းနေရွာဟုတ်ပါတယ်မောင်သူတော်မုန်းနေရွာပါအဲ့ဒီအနားကဖုံးဆိုးမြေပါဟုတ်ကဲ့ဖို့အဲ့ဒီနေရာကတာမန်မျက်စိနဲ့ကြည့်ရင်သာဖုံးဆိုးမြေဖြစ်နေတာတကယ်တမ်းကျနတ်တို့အစင်းနတ်တို့အချင်းနဲ့ဖန်ဆင်းရာတလေးစပားကင်းကြီးပါဟုတ်ကဲ့ဖို့အဲ့ဒီစပားကင်းကြီးကိုအသခီရဘလူးကစောက်ရှောက်ရတယ်။စင်းနူတော်ကဒီစပားကင်းကြီးထဲမှာရှိနေပါတယ်။သူတော်မြစ်တောင်နေပုတ်ခတ်လှုပ်ရင်စဉ်းစားတယ်။ခေါင်းကိုညှိတ်တယ်။ရွာကိုကူညီရမယ့်ကိစ္စကရောအဖိုးအဲ့ဒီရွာထဲကဘာသာတရားကိုင်းချိုင်းသူမဲမငယ်ကိုအသခီရဘလူးကမြင်မြင်ချင်းချွတ်ချွတ်ဝင်သွားခဲ့တယ်။အိုးဘလူးကလူကိုဟုတ်တယ်မောင်သူတော်ဒါကြောင့်လေချစ်ချင်းမှာမျက်စိမရှိလို့လောကီစကားအရာပေါ်ပေါက်ခဲ့တာပေါ့အဖိုးရွှေကရည်ပြီးပြောတယ်အချစ်စလန်အကြောင်းပါလာတော့လူငယ်ဖြစ်တဲ့ဖိုးတောက်ကြာကစပြောပြပါအောင်ဖိုးရဲ့ကျုပ်နားထောင်ရင်စိတ်ဝင်စားရမိလို့ပါအဲ့ဒီလိုဘလူးကလူကိုချစ်ကျွမ်းဝင်ပြီးတော့နေစဉ်နေ့တိုင်းလူအသွင်နဲ့မဲမငယ်စီကိုသွားပြီးအလူခံမှုပြုတယ်ကွအဲ့ဒီလိုပြုရင်းကနေချိန်တစ်ခုကိုရောက်တော့အသခေရကအဖြစ်ပြမြန်ကိုပြောပြပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့ရာခေါင်းငင်းနေမဲမငယ်ကလည်းဘလူးဆိုတာကိုသိပြီးကြောက်တာမျိုးမရှိပေမဲ့သူကဘာသာရေးအတွက်ကိုပဲနှိမ့်မြုပ်ထားခြင်းတဲ့အတွက်ငင်းဆန်လိုက်တယ်ဒီမှာတင်ဘလူးကအကြမ်းဖက်မယ်လို့တော့မဲမငယ်ကိုထိကင်လို့မရဘူးဒါကြောင့်ပဲစိတ်ဆိုးမှန်ဆိုးတဲ့မဲမပြိုကိုအဆက်တကွယ်ဖြစ်ရအောင်ပြုမှုဖန်ဆားခဲ့လိုက်တယ်အခုဆိုရင်အသခေရကြောင့်မမပြိုကဝတ်စားတော်မကိုက်နိုင်တဲ့အထိစိတ်ကစင့်ကလေးဖြစ်နေရတယ်ကွယ်ကြားရတာစိတ်မကောင်းလိုက်တာဖိုးသောကြာကရေးရွက်လိုက်ပါတယ်အဖိုးသူတော်ကဂျားဝင်ခေါ်လာတယ်မောင်သူတော်အဲ့ဒီမဲမငယ်ကိုမဲသူတော်လို့ခေါ်ရမလားဟဲ့ငါသူတော်နင်ပောက်ကရပြောမလားနဲ့နော်တပည့်ဖြစ်သူရဲ့အကြောင်းကိုဥမချီကားကုံသိနေတဲ့ဘိုးစာတိတ်ကဝင်ရောက်ဟန့်တားလိုက်တယ်ပြောပါစေအဖိုးရွှေကပြောတော့သူတော်ကပြုံးစစ်စီဖြစ်သွားလေတယ်ဘလို့ကြောင့်မဲသူတော်လို့ခေါ်ချင်ရတာတော့တခြားမဟုတ်ပါဘူးသူတော်ကိုအများတကာကအယူသူတော်လို့ခေါ်ကြသလိုအခုလည်းကြုံတုံးဆုံတုံးလေးယူနေတဲ့အဲ့ဒီကလေးမကိုအယူမဲသူတော်လို့ခေါ်ချင်လာမိလို့ဟောဘိုးစာတီထားရည်ရွတ်တယ်အဖိုးရွှေကတော့သူ့ဟန်အတိုင်းအမြဲတစေပြုံးလို့သူတော်ကအဖိုးရွှေရှိနေတော့ဘိုးစာတိတ်ကိုဘယူမဆိုင်သူ့လိုရင်းကိုသာပြန်ဆက်တယ်ခေါ်ရမှာလားဖိုးရွှေခေါ်ချင်သပဆိုခေါ်ကြည့်ပေါ့ကွယ်ဟုတ်ကဲ့ဖိုးသူတော်ပြောရှင်သွားခဲ့ပါတယ်လာမဲ့လဆန်း3ရက်မတိုင်ခင်ဖះကိုပင်းကြရလိုက်မယ်ဒါကြောင့်နင်တို့မိုးနှဲရွာကိုကြိုတင်ပြီးအရောက်သွားရလိမ့်မယ်မဲမငယ်ကိုကဲတင်ပြီးမှဖះကိုပင့်ပါဟုတ်ကဲ့ဘိုးတကြားအခုပဲခီးစတင်ပါမယ်ဘိုးစာလေးတို့ကိုထားရက်ပြီးသူတော်တို့လည်းတခါတည်းပဲခီးကိုစတင်ထွက်ခဲ့ကြပါတော့တယ်သူတို့အတွက်အချိန်ကတော့ကြားထဲမှာ9ရက်တိရရှိထားခဲ့ကြပါတယ်သူတော်တို့ခီးပြင်းနှင်ကြတာတောင်9ရက်တာမြောက်တဲ့နေ့ကြမှာပဲခရီးဆုံးဖြစ်တဲ့မိုးနှဲရွာစီကိုရောက်ရှိကြပါတယ်ဒီခရီး9ရက်အတွင်းမှာသူတော်ကမူလအသွင်စီကိုမပြောင်းပဲအယူဟန်နဲ့သာနေဖြစ်ခဲ့တယ်မိုးနှဲရွာနားကိုရောက်ပါမှဖိုးတောက်ကြာကဆရာသူတော်ဟေးအဖိုးတို့ကဆရာသူတော်ကိုမူလပြန်ခိုင်းထားတယ်မဟုတ်လားအော်အေးဟုတ်သားဟေးလောက်မနေနဲ့ဆရာသူတော်အခုလိုပုံကြီးနဲ့ဆိုကျုပ်ကလူကြားထိမလိုက်ဘူးဗျအေးပါငါတောက်ကြရဲ့ငါသူတော်မူလပြန်လိုက်ပါမယ်ခဏဆောက်ကြသူတော်ကပြောပြီးတော့ခ
ခက်လက်လန်းကတစ်ပင်ကြီးနောက်စီကိုဝင်ရောက်သွားလေတယ်ပြန်ထွက်လာတော့မူလပြန်ထားတဲ့သူတို့ရဲ့ဟန်ပန်ကခက်ခက်ညံ့ညံ့တီတီကြီးကြီးနဲ့ရှိနေလေရဲ့ဒါကိုကြည့်ပြီးဖိုးတော့ကြာအံ့ဩသွားရတယ်သူတို့ကိုဒီလိုဟန်ပန်နဲ့သူမမြင်ဘူးလေသူတို့စားတွေ့ကြတဲ့ကသူတို့ကလည်းအယူဟန်ပန်နဲ့သာနေဖြစ်ခဲ့တာကိုဒါဆိုရပြီလားရရောက်နေမကဟိုဘက်တောင်လုံနေသေးတယ်ဆရာသူတော်ရဲ့ဖိုးတော့ကြာကကြည်ကြည်နက်နက်ကြီးပြောတော့သူတို့ပြုံးမိသွားတယ်ကဲသွားကြစို့လာမိုးနဲ့ရွာထဲကိုတောင်းရောက်သားဝင်ရောက်လာကြတယ်အများကတော့တစေကြီးကိုမမြင်နိုင်တဲ့အတွက်သူတော်နဲ့ဖိုးတော့ကြာတို့ရွာထဲဝင်လာတာကိုသာမြင်ကြရလေတယ်ဦးကြောက်ဘောတို့အိမ်ကိုသွားလိုပါတယ်လမ်းညွှန်ပေးပါနောင်ကြီးသူတော်ကလမ်းကတောလာနေသူတယောက်ကိုမင်းမြန်းလိုက်တယ်ကျုပ်လိုက်ဖို့ပါမယ်ယောဂီဝတ်နဲ့သူတော်တို့ကြောင့်တခုခုထူးပြီဆိုတာသိတဲ့ရွာကန်လူကသူကိုယ်တိုင်လိုက်ဖို့မယ်လို့ဆိုလာလေတယ်သူတော်ကခေါင်းကိုညှိလိုက်ပြီးကောင်းပါပြီတောင်းရောက်သားရွာတဲ့အတိုင်းဦးကြောက်ဘောတို့အိမ်ကိုလာခဲ့ကြတယ်ဟိုးအရှိကအိမ်မဲဗျသူတော်လှမ်းကြည့်လိုက်ချိန်အိမ်ဝိုင်းထဲစီကနေအရက်တစ်ခုပြေးထွက်သွားတာကိုမြင်လိုက်ရလေတယ်ဒီအရက်ကအသာခီရဘလူးကလွဲပြီးဘယ်သူဖြစ်နိုင်မှာမလဲသူတော်တွေးမိပြီးပြောလိုက်ပါတယ်ပြောဦးလေးကြောက်ဟေးဘသူလဲကျုပ်ငတိုးဗျဒီမှာဦးလေးကြောက်တို့အိမ်ကိုဧည့်သည်တွေလာတယ်ဗျဟေးဟုတ်လားဦးကြောက်ဘော်တရားအိမ်ထဲကနေထွက်လာခဲ့တယ်ဒီခိုက်မှာပဲဦးကြောက်ဘော်ရဲ့အနောက်ကနေမဲမငယ်တယောက်ကသပင်ဖိုးရုပ်ဖားရာအဝတ်အစားကဘော်ကယုံနဲ့ပြေးထွက်လာလေတယ်ဟဲ့သမီးဦးကြောက်ဘော်လှမ်းဆွဲလိုက်ပေမဲ့ကုန်းကုန်းကြီးသာလဲသွားရပြီမဲမငယ်ကိုမမေးမဲမငယ်ကသူတော်တို့စီကိုရောက်လာတယ်ဟေးချောလိုက်တာနော်နတ်ပြည်ကနှစ်သားလေးများလာကွယ်မဲမငယ်ကသူတော်တို့ကိုခုံပေါက်လှည့်ပတ်ရင်တဟီဟီနဲ့ပြောနေတယ်ဖိုးတော့ကြာကမဲမငယ်ကိုကြည့်ပြီးကြောက်နေလေရဲ့ဒါကြောင့်သူတို့အနားကိုတိုးကက်လိုက်လေတယ်ကြောက်လို့လားတော့ကြာကြောက်တယ်ရှာသူတော်ရသူတို့ခေါင်းညှိလိုက်ချိန်ဦးကြောက်ဘောကနားရောက်လာပြီးသူ့သမီးကိုဆွဲရဲတားယူပါတယ်သမီးဧည့်သည်တွေကိုအာနာစရာကွယ်အိုးဘာလို့အာနာရမှာလဲဒီလောက်ချောနေတာကိုမငယ်ကရုန်းကန်ရင်ပြောတော့သူတော်ကရပါတယ်ဦးလေးကြောက်နေပါစေဘယ်ဟုတ်ပါမလဲဆရာလေးရဲ့နေသူ့မိကိုလှမ်းခေါ်ပြီးထိုင်ခိုင်းလိုက်ပါမယ်ဦးကြောက်ဘောကလှမ်းអော်လိုက်တော့မိဖို့ကန်းစီကဒေါက်ခဏထွက်လာပြီးရွှေမုံကိုထိတ်နေရွှေမောင်ရဲ့ချိန်နေငြိမ်သွားတော့ဦးကြောက်ဘောကဆရာလေးတို့လာရင်ကိုပြောပါအောင်ဒီကနမငယ်ကိုစေကူသာပေးဖို့ပါဟာဒီလိုဆိုရင်ဖြစ်ဝမ်းသာမိရပါတယ်ကြွပါဗျာကြွပါသူတော်တို့လည်းဦးကြောက်ဘောရဲ့ဖိတ်ခေါ်မှုနဲ့အတူအိမ်မော်စီကိုတက်ချလေတယ်သူတော်အိမ်မော်ကိုတက်လိုက်ချိန်မှာပဲမဲမငယ်ရဲ့အသွင်ကအခုနားကနဲ့ခြာနာသွားလေပြီသူတော်ကသူတို့စီကိုမျက်ထောင်နေနဲ့ကြည့်ရင်တောက်ခတ်တဲ့မပင်ပြုတ်တဲ့မဲမငယ်ကိုအသားရငဲကြည့်အောင်ကြည့်ပြီးဖះเจ้าဆောင်ရှေ့စီကိုတွားကဝတ်ပြုတ်ရှိခိုးလိုက်တယ်မဲမငယ်ကကြမ်းမြင်ကိုတဒုံဒုံနေအောင်ဖနာပေါက်ချတယ်ဟဲ့သမီးဦးကြောက်ပေါ်လှမ်းတာတော့မျက်ထောင်နေနဲ့ကြည့်တာကိုခံရလေတယ်ဒီခိုက်မှာပဲသူတော်ကဖះဝတ်ပြုတ်ပြီးစီးပြီးအထက်ပုတ်ကိုများစီကအခွင့်ကိုတောင်းခံပြီးစီကတင်ပလင်ခွေထိုင်လိုက်ပါတယ်အသခီရာကျုပ်ရှိကိုလာခဲ့ပါသူတော်ရဲ့အတန်ကခက်အေးပေမဲ့အမိတ်တန်ဆန်ပါတယ်မဲမငယ်ကမကြည်မချမ်းတောက်ခပေမဲ့ခြေလန်းတွေကတော့သူတော်စီကိုမလာချင်းလာချင်းလှမ်းလာနေတယ်အရှိစီကိုလည်းရောက်ရောသူတော်ကစီးစီးဆန်ဆန်ကြည့်လိုက်တယ်မဲမငယ်ရဲ့ခန္ဓာအတွင်းစီကအသာခီရဘလူးကိုသူတော်မြင်နေရပါတယ်ချစ်ချင်းကြောင့်ဖြစ်တယ်ဆိုရင်အမုန်းတရားအနေနဲ့ဖြစ်သင့်မှုလေအသာခီရစိတ်ကိုလျှော့မန်ကိုဖယ်ပြီးမဲမငယ်စီကအနှောက်ယှက်ကိုယူပြီးကိုယ့်နေရာကိုပြန်ဖို့ငါသူတော်ကမေတ္တာရက်ခံပါတယ်ဘာအတွက်ငါကနေရာပြင်ရမှာလဲမင်းလိုဆရာသေးသေးလေးကိုငါကကြောက်ရမှာလားမဲမငယ်စီကအော်ရှကျန်းတဲ့အတန်ကြီးထွက်ပေါ်လာတယ်ကောင်းပြီလေဝေဒနာရှင်ကိုလည်းအာနာရတဲ့အပြင်
ငါသူတော်လည်းစိတ်အားဖြင့်မရှိတတ်တော့အခုပဲရှင်းကြတာပေါ့သူတော်ကပြောပြီးတာနဲ့အသခီရာကိုစေဆိုင်ကြည့်ပြီးအဖဆရာတွေကိုတန်တယ်လို့ငရဲမင်းဆက်မန်နန်ကိုရွတ်ဆိုပါတယ်ငါသားတွေနားလိုက်တာမန်နန်ရွတ်နေတော့မှပဲအသခီရာစီကအော်တန်ထပ်ပေါ်လာတယ်အမလီပူလိုက်တာသူတော်ကမန်နန်ကိုဆက်ရွတ်တယ်မန်နန်ဆုံးလို့အချိန်လဲကြာရောအသခီရာကမခံနိုင်တော့ဘူးအသနက်ကြီးနဲ့ပူရနာတယ်ဟေးအော်တော့တာပါပဲသမီးဖြစ်နေတာမြင်နေကြရတဲ့ဦးကျောက်ဘောတို့လင်မယားကမြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းလားဖိုးသောကြာကနဘေးကနေအားပေးကူနေဖြစ်တယ်မခံနိုင်တော့ပါဘူးတော်ပါတော့အရှုံးပေးပါပြီအသခီရာအသံကုန်ဟစ်လို့တောင်းပန်ပါတယ်သူတော်လဲယုံကြည်ရလောက်ပြီလို့ယူဆတဲ့အတွက်မန်နန်ရွတ်တာကိုရပ်တန့်လိုက်ပါတယ်ဒီခိုက်တန့်ကိုအသခီရာကအခွင့်ယူပြီးဖက်ပြေးဖို့ကြိုးစားလိုက်တယ်အသခီရာပြန်လာခဲ့ပါသူတော်ခေါ်လိုက်တာတော့အသခီရာကလှဲကြည့်မနေဘူးလက်ကနဲ့အိမ်မော်ကနေဆင်းပြေးရောသူတော်လဲအသခီရာကြောင့်ပြောလိုက်မိတယ်စိတ်ထဲမှာလဲဒီလောက်ဆိုမှတ်သွားပြီလို့ထင်တဲ့အတွက်ချုံနှောင်တားမြစ်ဖို့ရမတွေးတော့ပဲမဲမငယ်စီကအသခီရာထားရိုက်ခဲ့တဲ့အနှောက်အယှက်ကိုဖယ်ရှားပေးဖို့သာဆုံးဖြတ်လိုက်တယ်မဲမငယ်ရဲ့ဥကောင်းအထက်လက်တမိုက်မှာသူတော်ကလက်ဖွားကိုထားပြီးဖယ်စီရှားစီမန်နန်ကိုရွတ်တယ်မန်နန်3ကြောမြောက်မှာတော့ဥကောင်းရဲ့အလဲစီကနေငွေရငွေတန်းကလေးတွေထွက်ပေါ်လာခဲ့ပြီးသူတော်ရဲ့လက်စီမှာလာရောက်စုဝေးလေတယ်အားလုံးကုန်ပြီးချိန်ကြာကြည့်လိုက်တော့ငွေရောင်တန်လက်သေးလေးတစ်ခုသူတော်လည်းတခြားသူကိုမပြတော့ပဲတခါတည်းပဲတင်းစီးလိုက်ပါတယ်မဲမငယ်ကမှိန်မော်ရင်ငေါ့တော်ကြီးရှိနေတယ်သူတော်ကကဲဦးလေးကြောင့်ဒီနမငယ်တော့တက်တာပျောက်ကင်းပါပြီတကယ်တက်တာပြီလားဆရာတက်တာပါပြီဒါနဲ့အခုနကဘာကြီးလဲဆရာသူတော်ခပ်ဖွားရေးလိုက်တယ်ဒီကနမငယ်ကိုမြစ်တာသက်ဝင်နေတဲ့ဘလူးတကောင်ပါနမငယ်ကညင်းဆန်လို့အခုလိုပြုတ်မှုထားတာပါဖယားကြောက်ဖို့ကောင်းလိုက်တာထပ်ပြီးမြလာအောင်မလားဆရာလေးဦးကြောက်ဘောတို့လေမယားကထိတ်လန့်ကြပြောလာတော့သူတော်ကသူထပ်ပြီးမလာတော့ပါဘူးသမီးလေးနဲ့ဘလူးကဘလို့များဖြစ်ရတာလဲဆရာလေးရဲ့ဒါကတော့နှမငယ်တတိယလာမှပဲမေးကြည့်ပါဦးလေဟုတ်ကဲ့ဆရာလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါနဲ့လေဆရာလေးတို့ကိုကျေးဇူးဆက်ပေးရစီနော်သူတော်လက်ကပြီးတားမြစ်လိုက်ပါတယ်အဲ့ဒါတွေမလိုပါဘူးဦးလေးကြောင့်ကျောက်တို့နှမငယ်ကိုလာပြီးကူညီပေးတယ်ဆိုတာကသူ့ရဲ့စိတ်ထားအတွက်ဘာသာရေးကိုင်းဆိုင်မှုအတွက်ပါတကယ်လို့သာကျောက်တို့ကိုကျေးဇူးတင်မိတယ်ဆိုရင်တော့ဦးလေးတို့ကနှမငယ်ရဲ့နောင်ရေးကိုသူစိတ်တိုင်းကြအကောင်းဆုံးစီစဉ်ပေးပါလို့မေတ္တာရက်ခံပေးရစေဦးကြောက်ပေါ်ဝမ်းသာအဲလဲနဲ့ခေါင်းကိုညှိလိုက်တယ်စိတ်ချပါဆရာလေးရဲ့သမီးလေးစိတ်တိုင်းကြဖြစ်ရစေပါမယ်ဗျာကဲဒါဖြစ်ကျော်တို့ကိုခွင့်ပြုပါအောင်နှမငယ်ကတော့ခဏဆိုရင်တတိပြန်ပြီးရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့ဦးကြောက်ဘောတို့လည်းသမီးဖြစ်သူကိုကုသပေးနိုင်ခဲ့ပြီမို့ဝမ်းသာလုံးမကဝမ်းသာလုံးရတာကြောင့်သူတော်တို့ကိုလက်အုပ်ချီလို့ကတော့ဖို့အထိစူးစမ်းကြပါတယ်သူတော်တို့လည်းအတင်းကရောကိုပဲညှင်းဆန်ပြီးတော့ရွာထဲကနေထွက်လာခဲ့ကြရတယ်ရွာပြင်ရောက်တော့ဖိုးသောကြာကတနာစရာကောင်းနေတော့ဆရာသူတော်အခုရောကျုပ်တို့ဘာဆက်လုပ်ကြမလဲဖယားတော့ပြင်ကြမယ်ဟုတ်ကဲ့ဆရာသူတော်ဥဆောင်ပြီးတော့ဖုံးဆိုးတော်ဆိုတဲ့နေရာကြီးစီကိုလာခဲ့လိုက်ကြတယ်နေရာကရွာနဲ့ကွင်း3-4ခုလောက်ပဲလှမ်းပါတယ်သူတော်တို့ဖုံးဆိုးမြေကြီးစီကိုရောက်တော့အချိန်ကညနေနေဝင်ရီတရောတောင်ဖြစ်နေကြပြီကဲတို့အထဲကိုဝင်ကြစို့လားဘယ်ကဝင်ရမှာလဲဆရာသူတော်ဟိုးမှာအသားခီရဝင်ပြေးပြီးမော်တကားကိုပြောင်းပိတ်ခဲ့ဦးလေသူတော်ပြရကိုကြည့်မိပါမှဆုလစ်မွန်းချုံနေတဲ့မော်တကားကြီးကိုဖိုးတော့ကြတော့မြင်ရရတယ်မော်တကားကြီးစီကနေပဲအထဲစီကိုသူတော်တို့ဝင်လာခဲလိုက်ကြတယ်ဒီဘက်အချမ်းကနေမော်တကားကြီးတစ်ဖက်ချမ်းကိုရောက်တာနဲ့နေခင်အလားလင်းချင်းလုံးနဲ့လင်းရောင်နဲ့တူအလုံးမကိုသင်းပြန့်လုံးနဲ့ကောက်သိန်းရနံ့ကိုသူတော်တို့ရမိကြလေတယ်ကောက်သိန်းရနံ့ကိုရှူရှိုက်ရင်အရှိဆက်တူတော့
မျက်စိတစ်စုံကျေပြောလွန်းလာနေတဲ့တလေးစပားကင်းကြီးကိုမြင်မိကြပါရောစပားပင်တွေကလူတစ်ရက်စာလောက်ရှိပြီးအနှံတွေကငပြောကန်ကြီးတွေလားကြီးမားလှသလိုစပားစီတစ်စိဟာလဲလက်သေးစောက်တစ်ခုထက်မကကြီးမားလွန်းလာပါတယ်ဘိုးတော်ကြာနဲ့တဆေကြီးကမြင်ကွင်းတွေကိုတအံ့တော်နဲ့လိုက်လံငင်းမောကြည့်လို့နေမိကြတယ်ငှက်ကလေးတွေကစပားပင်တွေကြားကိုလူပြန်တန်းနေကြတယ်စပနံတွေပေါ်မှာနားကြပြီးကြီးမားတဲ့စပားစိတ်ကြီးတွေကိုသူတို့နှုတ်သီးလေးတွေနဲ့ပေါက်လို့စားနေကြတယ်ငှက်ကလေးတွေကလည်းနော်သူတို့ထက်ကြီးတဲ့စပားစိတ်ကိုတော့စားနေကြတယ်ဘိုးတော်ကြာကပြောတယ်သူတော်တို့ကရီးမိကြတယ်ဒီခိုက်မှာပဲသူတော်တို့စီကိုအရေးကြီးတစ်ခုကအုံမိုကြားရောက်လာတယ်အသခီရာသူတော်ကရေးလိုက်ပြီးအသာပြုံးကမလုံမရှားနဲ့သာရက်နေလိုက်တယ်ဖိုးသောကြာလည်းဒီအတိုင်းပဲခေါင်းအုပ်ရိုက်ချလာတဲ့အသခီရာရဲ့လက်ဝါးကြီးကသူတော်တို့ကိုမထိမြေပြင်စီကိုဘုံကနေပဲကြားရောက်သွားတယ်အသခီရာအံ့ဩလုံးပြီးသူတော်တို့ကိုကြည့်တော့အရိုက်တွေလိုဖြစ်နေပြီးသူ့လက်ကြီးပေါ်မှာထင်ဟပ်နေလေတယ်မင်းတို့ငါတို့ကခန္ဓာနဲ့ဝင်လို့မရတာမို့နန်ကြီးဝင်လာခဲ့တာအသခီရာရဲ့တွေ့ကြတာပေါ့အသခီရာဒေါသထွက်ပြီးအပြင်ဘက်ကသူတော်တို့ခန္ဓာတွေကိုဖျက်ဆီးမယ်ဆိုပြီးကုန်းထလိုက်တယ်ဟင်သူ့လက်တွေကမြေစီကနေခွာလို့မရတော့ဘူးမင်းတို့ဆွဆွဲစကားဆိုလာတော့မယ်အသခီရာကိုသူတော်ကကြည့်လိုက်ပြီးအသခီရာငါတို့ကဖျားလာပင့်တာပါဝိတိုရနှက်ပြောတဲ့ပုပ်ကို3ယောက်ဖျားလာပင့်မယ်ဆိုတာနင်းတို့လားအဟုတ်ပါပဲဒါဆိုနင်းတို့ဖျားပင့်တာကောင်းကောင်းမပင့်မယ်ငါကိစ္စကိုဘာအတွက်နှောက်ယှက်တာလဲဒါကတော့လောကရဲ့သဘောကိုဖောက်ဖျက်နေတာအတွက်ပါလူသားနဲ့ဘလူမျှအချင်းပြေနိုင်မှာမလဲဒါတွေငါနားမလဲဘူးနားမလဲတာမဟုတ်ပါဘူးအသာခီရာသိရသားနဲ့လျှို့ရှုတာပါလူသားနဲ့ချစ်ခင်ဆုံးမရင်နှစ်နာသူကလူသားဖြစ်မှာပါတင်ကအဲ့ဒီနမငယ်ကိုချစ်ခင်တယ်ဆိုရင်သူပြောရွှင်တာသူကြည်ပြတာကိုမြင်ချင်းစိတ်ရှိရမယ်မဟုတ်လားအတ္တကင်းနဲ့ဒီလိုချစ်ချင်းမျိုးကသာချစ်ချင်းတရားအစစ်မှန်ပါအသာခီရာတွေးဝေသွားခဲ့ပါတယ်ကဲသင်သေချာတွေးတော်စဉ်းစားလိုက်ပါဦးငါသူတော်တို့ဖျားပင်းချီတော့မယ်အသာခီရာကိုထားရစ်ပြီးသူတော်တို့ထွက်လာခဲ့ကြတယ်တက်ကြမလှမ်းလိုက်ရစပါးကင်ကြီးတွင်းဘက်မှာပြတ်သက်လို့အမြင့်ကျောင်းဆောင်ငယ်နဲ့ကင်းဝနေတဲ့ဆင်းနုတော်ကိုဖူးမြင်ကြရပါတယ်ငှက်ကလေးတွေကကျောင်းဆောင်အနားစီမှာဝဲရင်ပြန်ရင်ရှိနေလေတယ်တောက်ကြဖျားကိုသွားပင့်တော့သူတော်ပြောတော့ဖိုးတောက်ကြလဲဆင်းနုတော်ရှိရာစီကိုလှမ်းထွက်သွားလေတယ်ဒီတစ်ချိန်မှာတော့အနှောက်ယှက်အတားစီးအားဖြင့်ဘာတစ်ခုမှရှိမနေပါဖိုးတောက်ကြကပြတ်သက်ဆောင်ငယ်ပေါ်ကိုတက်ရောက်လို့ဖျားကိုပင့်ဆောင်လိုက်လေတယ်ပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့တယ်ကဲသွားကြစို့လားသူတော်တို့လာလန်းတိုင်းမှာပြန်ထွက်လာခဲ့ကြတယ်အသာခီရာဘလူးစီကိုပြန်ရောက်တော့ငွတ်တုတ်ထားနေတာကိုတွေ့ရလေတယ်ဘလို့လဲဖြေရပြီလားတင်ပြောတာမှန်ပါလေသူတော်အရာအလုံးအတွက်ငါတောင်းပန်ပါတယ်ရပါတယ်ဘလို့များအမြင်မှန်ရခဲ့ပြီလဲဆိုတာတော့သိချင်မိပါတယ်ပြပါမယ်တင်တို့ထသွားပြီးချိန်မှာငါစစ်ဆက်တွေးခဲ့တယ်ချစ်ချင်းဆိုတာအတ္တကင်းရမယ်ဆိုတာကိုငါလက်ခံလာတာဖြစ်မယ်ဒါကြောင့်ငါဆုံးမချက်ချလိုက်တယ်ငါသူ့ကိုဝေးကနေပဲချစ်နေလိုက်ပါမယ်ဒီလိုဆုံးဖြတ်ပြီးတာနဲ့ငါလက်တွေကမြေပြင်ကနေခွာလို့ရသွားခဲ့တယ်ဒါကကြောက်လုထားတာမဟုတ်ပါဘူးအသာခီရာတင်းကိုမီဝလာကဆုံးမပညာပေးတာပါငါလည်းသိပါတယ်သူတော်ငါအမားကိုလည်းငါမြင်နိုင်ခဲ့ပါပြီဒီစကားကမင်္ဂလာရှိပါပဲတဲ့အသာခီရာကျေးဇူးတင်ပါတယ်သူတော်ရပါတယ်ကဲကြောက်လို့လည်းလောက်စရာတွေကြံနေသေးတော့ခမြူပါအသာခီရာကောင်းပါပြီသူတော်တို့လည်းမောက်ဦးကြီးစီကနေပြန်လဲထွက်ခွာလိုက်ကြတယ်သူတို့ပြင်မရောက်ချိန်မှာတော့မောက်ဦးကြီးဟာနေထိတဲ့မြူတွေလိုပဲတဖြည်းဖြည်းကွယ်ပြောက်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့သူတို့လည်းအပြန်ခီးကိုစတင်ကြပါတော့တယ်ဘလို့ပဲဖြစ်ဖျားငါးစုကတော့စုံလင်ခဲ့ပါပြီ
ရှေးလျှောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာစာရေးဆရာနောင်ရုပ်ဆေးတက်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ